အားလုံးမင်္ဂလာပါ EMB ဝေချင်ပုံမှန်ကျေးဇူးပါတယ်ဒီနေ့ကတော့တက်ချီတော့လေးကိုစားမှာပဲဖြစ်ပါတယ်အခုတော့ဒီလိုမျိုးလေးချစ်ချင်းဆက်ဆက်လို့အဲ့လိုပုံစံလေးတွေပဲစားကြည့်နေလို့ဆိုတော့ဒီမှာထောင်းစားပြတာပါအခုကမှအဲ့ဒါပုံလားအဲ့တော့ခောက်တယ်ပါနော်ခောက်တယ်မှာလည်းစားအောင်ဝါးနေရအောင်ပါပြီးတော့မုတ်ကြည့်ပတ်စားကြမယ်ဒါကြတော့ပစုံအစိမ်းပေါ့နော်အဲ့လိုပစုံအစိမ်းလေးကိုလေအရင်စားကြည့်နေတာTikTok မှာ TikTok မှာဗီဒီယိုဒီ Facebook မှာပဲဒီနေ့လေလာမြေတူနိုင်ကြนะเอาเยอะดิแกอะไรไงเมย์อะไรกว่าตัวหน้ารถได้สาวลงยังเข้าเยอะเลยจริงไหมอายอะไรวะลงยังปะเข้าไหนมาจะคิดเท่าไหร่มาดูแหละซีพีเจ้าหนึ่งในส่วนอะไรตายอย่างตื่นไหมก็ต้องเลยที่ไหนยังไงပုံမှန်သွားမနိုင်နဲ့ဒီအယိုးတွေကိုကတင်ကတင်နဲ့ကြိုက်တာအခုကတော့တော်တော်နာနေလို့ပြီးရင်ဒီမုတ်ဖက်လေးကိုဒီမှာရှိတဲ့အရေးလေးနဲ့ထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီပစုံအစိမ်းလေးကိုဒီလိုလေးရောပြီးတော့စားလိုက်ရင်ဒီလိုရောပြီးစားလိုက်ရင်ရှယ်လာဒီလိုလေးဒီလိုလေးนี่ไงลูกร้อนอ่ะเนี่ยก้อนนักพูดถึงที่ตรงนี้เราวางใหญ่แล้วไงบ้างนี่กันตัวจริงอ่ะว้าวเนี่ยว้าวนะนู่นเลยใกล้เดียวที่เราได้อายุมาสิเราเนี่ยนู่นเลยเดี๋ยวว้าวจริงอ่ะว้าวเนี่ยว้าวเป็นไงตัวอย่างนั้นน่ะเป็นวันนี้ไม่อยู่เลยดีแล้วดีมันทำซาเดี๋ยวเราที่เราใช่เมื่อปีดาวเราบัดเจ็บค่ะไปส่วนเสียงเขาเป็นยังไงที่นี่เนี่ยหรือที่ไหนมาบ่นนะที่อื่น
ပြန်ခါလို့ခါ เขาเนี่ยมันหามาว้าวเนี่ย ကျော်ခါ นี่เขาจะมาว้าวจะว้าวยังไง ဟုတ်ဒီလိုတော့ ก็ไม่อะไรเนี่ย ဟုတ်ရော အခုကတော်တော်လေးနာနေလို့တိတ်မပါလားပုံမှန်လေအရင်မနာအောင်ဆိုလို့ရှိရင်အကုန်ဆုံးတာနာလည်းကြည့်ကြအခုအရင်နာနေလို့ ก็แค่ก็ดีแค่ดีแค่ดี ပြင်းနေ အလောင်းလေးပြန်မကြည့်တော့ကြွားတယ်မျက်နှာပြော แค่ดีครับ ဒီကောင်ကလည်း ไม่ต้องอย่าง ဟုတ်ပါဘူးအဲ့ဒါတော့ဘာလို့ထိလို့မရလဲရအောင်အဲ့ဒါအစားတွန်းနေကြည့်ရတော့ကျင်းရ พี่ต้องอย่าไปรับอีกนะ ဘယ်တော့ပြင်လို့မရတာကြည့်ပြင်လို့ရ ดีมากครับน้องน่ารักนะ ဇာမပေါ်မှာတက်နေတော့ ကျောင်းဝေးသမီးစားချင်တယ်စားချင်တယ်ပြီလို့ကျောင်းတွေကသမီးဒီဝါတော့ ဒီဝါလို့ပြောတယ်ကျွန်တော်ခုကဝါမရလို့ပြလိုက် ไม่ไหวน้ำชมพูนะ နောက်တစ်ခုပြပါကောင်းလား အခုဒီကောင်မလို့ဒီလို ပြပါကောင်းမို့ဝါလို့မရအောင်လုပ်ပြလိုက်ငါပြောသမျှနေနားထောင်မဝါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့ ဘယ်လိုဒါဒီစားတာအင်္ဂလိပ်စီစားလို့မရဘူးလက်နဲ့ဒီလိုအားရပါရကြောင်းဒီလိုစိမ့်ဆိုလည်းကောင်းတယ်အစိမ့်လေးကိုကျွန်တော်ရောက်ပြီးချက်ချတော့ရည်လေးနဲ့ ဒီလိုတော့ခါချောက်ကလေးမှဘယ်မှာယူပြန်သားလဲ ကျွန်တော်ဒီကျွတ်နဲ့တက်ပြမယ် အဲ့ဒါကိုကြွကြွ သူဒီကျွတ်နဲ့ကိုက်ရလေဒီ YouTube မှာနားထောင်နေတဲ့တပတ်ကြီးပါလားသူအသားတွေကိုကျွတ်ကိုက်နေတယ်ဘယ်လိုလဲ မယူလေးနဲ့မကောင်းတော့နော်ဒီအယူလို့တော့ဆိုလဲဒီအယူလို့ဆိုလဲစားလို့ကောင်းတယ်သူအယူလေးယူလေးပါ ဒီတက်ချီတော့ကိုက်ရမှလေကောင်းလားတက်ချီတော့ကိုက်ရတယ်မျိုးကိုက်လို့ရလို့လေဟာရုံးပိုင်တက်လို့ကောင်းတော့ငါတချို့ဆိုလဲငါဆိုလဲငါဆောင်မကိုက်ရတယ်ဒီလိုကိုက်လို့ရအောင်ဒီပစုံအစိမ်းနဲ့ခရုအစိမ်းနဲ့ကနန်းအစိမ်းနဲ့စားတာရမ်းကြိုက်စားသမျှတော့တစ်ခါမှလို့အလက်ချစ်ဖြစ်တာတွေဘာလို့မဖြစ်ဘူးဒါပေမဲ့ပစုံအလက်ချစ်ဖြစ်တာတော့ရှိတယ်ပစုံကဆေးထိုးရတဲ့ပစုံဆိုလို့ရှိရင်စားမိပြီဆိုတာလို့အဖုတွေထားခဲ့တယ်ပြီးရင်နောက်တစ်ခေါက်ကနောက်ဆုံးအခေါက်အလက်ချစ်ဖြစ်တာအဆိုးဆုံးအသက်ဆူလို့မရတော့စားပြီးတော့လေမူကထားဆိုင်သွားတယ်မလားမူကထားတိမူကထားဆိုင်မှာလေအစုံမစားတာခရုတွေရောဒီပန်းတွေရောကမာကောင်တွေရောဆက်စမီရောဗါတယ်မသိဘူးစားတယ်ကိုစားတော့ကောင်းမသိဘူး အန်တီကလေရောပါအောင်ကြည့်ပြတယ်လားအဲ့ပစုံအစိမ်းလို့တို့ရှိအောင်လုပ်တယ်ဆေးတော့အဲ့ဒါမျိုးတဲ့ဟိုပစုံကြီးလေးလားအဲ့ဒါကြီးလုံးတဲ့အဲ့မှတ်တယ်နေ အဲ့လိုကြာစေကထိုးကမ်းမိတာတဲ့ဟာတွေတင်အလက်ချစ်စားပြီ ยังชิงกันอะไร ကြာလာတော့မလေးစိတ်မောင်နှမတွေအမအသိမစားဆိုတော့ဘာဖြစ်မောင်လေးနဲ့ဈေးကမှသွားလိုက်ရတယ်အသက်ဆူလို့မရလို့လေ ဒီဆေးရှိတဲ့ဆောင်ဆောင်တော့မလားဒီဟောလေး အဲ့ဒီဈေးအခုဆိုအရင်စားလို့ဆောင်ပြီအစားဆောင်မှာတော့မဟုတ်ဆေးဆောင်မှာ ဆေးဆောင်တော့မရှင်းပြလိုက် တ
ဒီနေ့ကသူများထိုင်းမှာရေကောက်ပွဲမဟုတ်လားမေ့ပြီးတော့လေဘီယာဝယ်မှုဘီယာသမီးတာတော်တယ်ရိုက်ကြမမိတာမဟုတ်ပါ ဟို ဘူး အတင်းလက်ခပြရတယ်ကောင်းလေး စိတ်ဆိုင်အဖိုးလေးအတင်းလက်ခပြရတယ်မရအောင်ဆိုပြီးတော့ တန်းတော့မထုတ် အတန်းတော့မဟုတ်ဘူးလက်ပဲခပြတယ် ဒီမှာဘာမှကြောက်ကြရဖိုင်ကုန်လဲ ဘာလို့တော့တော့တော့မနော် တော့ကောင်း တော့စားလေးလေးလေးကြည့် အော်တော့မရဘူးလေ ဘာကြည့်ရမှာ ပြည့်စုံပါ မိုင်းမောင်လက်စီကဘာလုပ်လဲဘာဒီမှာတော့ဟိုမိုင်းစီက ဒါဆိုရင်တစားလိုက်အောင်နော်တတာ လို့